မိတွေချောင်းတွေရဲ့အောက်ခြေကနေဆဲယူနေတဲ့ဒီအမဲရောင်ရွှတ်နစ်အထူကြီးတွေကိုမြင်ဘူးကြပါလားတကယ်တော့ဒါတွေဟာတာမန်ရွှတ်တွေမဟုတ်ပါဘူးဒါကိုသဲမဲသို့မဟုတ် black sand လို့ခေါ်ပါတယ်မိတောင်ကျောက်တွေပဲ့ကျွေပြီးရေစီးချောင်းနဲ့အတူအချိန်ကြာမြင့်စွာမျောပါလာရာကနေဖြစ်ပေါ်လာတဲ့အနည်းအနှစ်တွေပါသူတို့ဟာတာမန်သဲတွေထက်ပိုပြီးတိတ်သေးလေးလာတဲ့အတွက်အခုလိုရေအောက်ခြေမှာအလွှားလိုက်အနေထိုင်နေတတ်ပါတယ်ဒီတော့ဒါတွေကိုဘလို့ထုတ်ယူကြသလဲအလုသမားတွေကဒီရွှတ်နစ်တွေကိုဆဲယူပြီးရေနဲ့ဓာတ်ရိုက်ဆေးကြောကြပါတယ်အဲ့ဒီအခါပေါ့ပါတဲ့နေရာတွေကရေနဲ့အတူမျောပါသွားပြီးတန်ဖိုးရှိတဲ့အလေးချိန်စီးတဲ့အမုံလေးတွေပဲကြံ့ရစ်ထဲပါတယ်ဒီသဲမဲတွေထဲမှာတန်ဓာတ်နဲ့တိုက်တေနီယမ်လိုတပ်တူဓာတ်တွေပါဝင်တတ်ပြီးတစ်ခါတရံမှာရွှေမုံလေးတွေတောင်ပါဝင်တတ်ပါတယ်အသုံးပြုပုံကတော့အတော်လေးကျေပြန့်ပါတယ်သူ့ရဲ့တိတ်သေးစဲနဲ့ခိုင်ခန့်မှုကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ကွန်ကရစ်ဖြိုတဲ့နေရာမှာအသုံးပြုကြပါတယ်ဒါကင်ဒီသဲမဲမှာပါတဲ့တပ်တူဓာတ်တွေကအသားအရည်ကိုတန့်ရှင်ပေးပြီးအစီပိုတွေကိုစုပ်ယူပေးနိုင်တဲ့အတွက်အလကုံ skin care ပစ္စည်းတွေထုတ်လို့ရမှာလဲထည့်သွင်းအသုံးပြုကြပါတယ်